ဇလန်ပုံမြင်သားထောင်ကျင်အစီအစဉ်ကိုစောင့်မျှော်နေတဲ့အဖွားရဲ့မြည်လေးတွေအားလုံးမင်္ဂလာပါကွယ်လို့ဖွားနှုတ်ခွန်းဆက်ပါတယ်ပုံမြင်လေးတွေနားထောင်ရတာပြင်းများသွားလိမ့်မလားအကြောင်းအရာတွေကရောဒီပုံကပြင်သိပြီးသားကြီးပါနော်အဖွားလေးပုံကြီးပြောတိုင်းသင်ခန်းစာတွေပဲပေးနေတာပဲပြောစရာလည်းမကောင်းဘူးဒီလိုများမှတ်ချက်တွေချတဲ့မြည်လေးတွေရှိလိမ့်မလားအဖွားတွေးမိပါတယ်ဒါကြောင့်မလို့တစ်ခါနဲ့တစ်ခါပြောရင်လေအဖွားမှာအများကြီးကိုမြည်လေးတွေအတွက်စဉ်းစားပြီးရွေးချယ်ရပါတယ်ကဲဒီတစ်ပတ်လေနော်အဖွားမြည်လေးတွေကျင်းနိုင်ပါစေစောရကားတွေလည်းတက်ချင်စရာမကောင်းအောင်နော်ပုံပြင်ခက်ဆန်းဆန်းလေးတစ်ပုံနဲ့တော့ဟွာပြောမှာပဲလို့ဆိုပြီးတော့ဒီပုံပြင်လေးကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်ပုံပြင်လေးနာမည်ကလေအယူကတမူတာတဲ့နော်ညီလေးတို့ကြားဘူးမှာပါအယူကတမူတာသွားပြန်ပြီဟေ့နော်ဆိုတဲ့စကားကိုညီလေးတို့ပတ်ဝန်းကျင်မှာလူကြီးသူမတွေနော်မိဘဆွေမျိုးတွေအချင်းချင်းပဲဖြစ်စီပြောကြဆိုကြနောက်ကြပြောင်းကြရင်လည်းအယူကတမူတာတယ်ဆိုတာဘာလို့ပါလဲနော်ဘာအတိတ်ပဲနဲ့များပြောတာပါလေနော်တမူဆိုလို့ညီလေးတို့ပြောချင်ပါလေဒီကနေ့ခေတ်နော်ငွေကြေးလေပတ်ပုံသုံးဆွဲပုံစနစ်အရာအဖွားတို့မှာငွေအကျွေးစီးတွေမကန်ရတော့ဘူးနော်ညီလေးတို့ကအနည်းဆုံးကြက်တန်အောင်တွေ့ဘူးတော့မှမဟုတ်ဘူးလို့ဖွားချင်ပါတယ်ငါချက်တန်30တန်ဆိုတာတွေဟာနောက်အတိတ်ကခေဟောင်းနဲ့စနစ်ဟောင်းစီမှာပဲကြံခဲ့ပြီလို့ထင်ပါတယ်အဖွားတို့ကတော့ငွေအကျွေးစီးတွေကတော်တော်ကိုခလေးတွေအထူးသဖြင့်ပေါ်များများသုံးရပါတယ်တပည့်တမူခေပေါ့နော်တစ်ချက်မှာနော်16ပဲရှိတယ်နော်10မူရှိတယ်နှစ်ပဲဒီတမူနော်ဒီငွေကြေးစနစ်တင်မြည်လေးတို့ကိုပြောပြရင်လေဒီကနေ့အသုံးမဝင်တော့တဲ့စနစ်မလို့ငါမြည်လေးတွေစိတ်နှောက်ရုံကလွဲလို့နော်ပြောစရာရှင်စရာပုံတွေပြောမယ်ဆိုတဲ့အဖွားဒီလိုတာရကမျိုးတွေဘဟုတုတမျိုးတွေမတင်ပြချင်တော့ပါဘူးကဲအယူကတမှုတာတဲ့ဘယ်လိုများတမှုတာတာတော့နော်ပုံပြင်လေးဆက်ကြည့်ကြရအောင်တခါတော့ငါတဲ့နော်ရွာလေးတရွာမှာပေါ်မြည်လေးတို့ရဲ့ကိုမူတူဆိုတဲ့လူတယောက်ရှိပါတယ်ကိုမူတူနော်သူ့ရွာမှာရှိတဲ့လူတွေကသူ့ဒီလူနဲ့ကြောင်နေတယ်နော်စိတ်နှောက်နေတယ်အယူပါပဲဗျာဆိုပြီးတော့နာမည်ရင်းကိုမူတူနဲ့တွဲပြီးတော့အယူမူတူလို့ပဲခေါ်သမှတ်ပြကြပါတယ်တဲ့ဒီနှစ်တော့ဒီအယူမူတူလို့နော်ရွာသူရွာသားတွေကချစ်စနိုးတင်စားပြီးခေါ်ဝေါ်တဲ့ကိုမူတူဟာသူ့မွေးနေ့ပွဲကိုကြီးကျယ်ကျင်းပဖို့သူကဆုံးဖြတ်လိုက်ပါတယ်တဲ့။အိုးတစ်နှစ်မှာတစ်ခါကျင်းပရတာငါမွေးနေ့ပွဲမှာဒီဖောတီတီကိုကျွေးပြလိုက်မယ်ဆိုပြီးတော့ဆွေမျိုးတွေအားလုံးရွာမှာရှိတဲ့မျက်နှာဖုံးဂုံတရရှိလူကြီးလူကောင်းကြီးအများကြီးသူဖိတ်လိုက်ပါတယ်နော်ပြီးတော့အဲ့ခံပွဲမှာကျွေးမေးဖို့လည်းမိလေးတို့ကြီးထမင်းပဲဖြစ်မှာပေါ့ကြီးလက်တော်တွေဆိုတော့ဟင်းမျိုးစုံနဲ့ထမင်းအရှံပဲဒါဟာအလှကြီးတွေမှာကျွေးလေးရှိပါပဲဒါတော့စံလေးဟင်းသီးဟင်းရွက်တွေအသားငါးတွေပေါ့နော်လိုအပ်တဲ့ချက်ပြုတ်ရမှာသုံးမဲ့ပစ္စည်းတွေပဲဝယ်ပါတယ်ထို့တူပဲဒီလိုများပြတဲ့အပိယက်ကိုကျွေးဖို့ဆိုတာဒီလိုအိုးသေးသေးတွေနဲ့ချက်လို့ပဲရမလဲမိလေးတို့ရဲ့နော်တခါလေအိမ်မှာချက်လေးချက်ထားရှိတဲ့အိုးတဲ့ကြီးတဲ့အိုးကြီးခွက်ကြီးတွေချက်ဖို့ဆိုတာအမတန်ကျွမ်းကျင်တဲ့စဖို့မှုလို့ပါတယ်ဒီတွေလည်းသူဟာတခါလေကျွမ်းကျင်တဲ့ထမင်းချက်တွေနော်စဖို့မှုဆိုတာထမင်းချက်ပေါ့ပါတယ်သူတို့လည်းသူတခါလေငားတယ်လာပါဗျာကျုပ်လူမှာအရသာကောင်းကောင်းနဲ့နော်လာသမျှအပိယက်စားမိန်ဖို့အတွက်ချက်ပေးစမ်းပါကြိုက်တဲ့လောက်ယူပါနော်ဟင်းချက်ခါကိုဟင်းရတွေကိုလည်းဘယ်လိုတော့ဖြင့်ချက်ပြုတ်ကျွေးမွေးချင်ပါလေလို့နော်ထမင်းချက်တွေကိုမှာကြပြီးတော့သူကစီမံခန့်ခွဲရတာတွေမောလာပါပြီဆိုပြီးတော့ကိုပြပေါ်မှာမှေးတယ်တဲ့နော်မှေးတယ်ဆိုတာအိပ်ပျော်တာတော့မဟုတ်ဘူးပေါ့မိလေးတို့ရဲ့ဒီအချိန်မှာထမင်းချက်တွေကသူ့စီကိုလာပါတယ်တဲ့ဆရာကြီးမိဖို့တွေကလေဒီချက်နေပြုတ်နေကြဦးတွေခွက်တွေကတင်းလုံးပါတယ်နော်လူတွေအများကြီးအတွက်ကျွန်တော်တို့ကချက်ရပြောရမှာမလားဒီတော့ဒီတဲ့အများကြီးကြီးတဲ့ဦးတွေခွက်တွေလိုပါလိမ့်မယ်နောက်ပြီးတော့လေဒီဦးခွက်လောက်နဲ့လေမလုံလောက်ပါဘူးဒီတော့ဦးခွက်တွေအများကြီးထပ်ဝယ်ပေးရပါလိမ့်မယ်လို့နော်ကိုမူတူကိုထမင်းချက်တွေကပြောတယ်ဒီလိုအိုးခွက်အသက်တွေဝယ်ဖို့အတွက်ကိုမူတူကတော့ငွေကုန်မခံချင်ဘူးညီလေးတို့ရဲ့နော်သူတခါတည်းအစားအသောက်တွေကိုသာဖောတီဝဝလင်းစားရဖို့အတွက်အကုန်ခံဖို့သူဆုံးဖြတ်တာတော့ဖြစ်ဘူးနော်အိုးခွက်ဝယ်ဖို့တော့ငါငွေကုန်မခံဘူးငါအိမ်နီးနားချင်းအများကြီးရှိတာပဲနော်ရွာထဲမှာသူတို့စီသွားပြီးအိုးခွက်ကြီးတယ်နော်ခင်ဗျားတို့အိမ်ကြားဒီအကြီးဆုံးအိုးကျွန်တော်ခဏလောက်ငါပါတယ်နော်ရွာသူရွာသားတွေနော်အထူးသဖြင့်ချေးလက်နေနော်လူတို့ဆိုတာမျိုးပြမှာနေတဲ့လူတွေနဲ့မတူပါဘူးညီလေးတို့ကြီးအမတန်စိတ်ကောင်းနှလုံးကောင်းရှိကြပါတယ်ရိုးသားဖြောင်းမှတ်ကြပါတယ်ဒီတော့လေယူပါကိုမတူအသုံးတဲမဲ့အိုးကြီးယူပါဆိုနော်အိမ်ဘောက်စီကအိုးအကြီးကြီးတွေကိုသူငှားပါတယ်နော်ဒီလိုနဲ့ပဲပေါ့ညီလေးတို့ရဲ့သူတခါလေဒီအိုးတွေနဲ့အစားအသောက်တွေကိုချက်ပြုတ်တော့လာတဲ့အပြိတ်တက်တွေကိုအကြအနသူအဲ့ခံလိုက်တဲ့အခါမှာအိုးအလုံးအစားအသောက်လေးမြိုင်းဆိုင်နေအရသာလေးကောင်းဝင်လိုက်တာကိုမတူရဲ့ဆွန်ကျွေးအလှကစားပွဲတောက်ဖွဲ့တွေအကြောင်းကိုနော်ရွာသူရွာသားတွေကပြောမဆုံးနဲ့အထိတခါတယ်နော်သူတို့တရားရနေဒါစားပြမှာကိုမတူအလှကြောင်းပဲပြောနေပြီမယ်တဲ့နော်တယောက်တည်းဒီအလှပွဲကြီးကိုတောင်းစီအောင်အဲ့ခံကျွေးမွေးရတဲ့ကိုမတူကတော့ဒီသူငှားရမ်းထားတဲ့အိုးခွက်တွေကိုအိမ်ကြီးချင်းပစ္စည်းပိုင်ရှင်တွေစီပြန်ပေးဖို့မိနေပါတယ်တဲ့မိလေးတို့ရဲ့နော်ရက်ဒီချာလာတဲ့အဆုံးမှာတော့အိမ်ကြီးချင်းတွေကကဲသူ့အိမ်ကိုစုယုံရောက်လာပြီကိုမတူအလှလည်းပြီးသွားတာတော်တော်လေးကြာပြီနော်ကျမတို့အိုးတွေခွက်တွေပြန်ပေးတော့မလားယင်လို့ပြောတဲ့အခါမှာအိုးကျွန်တော်မကြခင်ပါနော်သူပစ္စည်းပိုင်ရှင်နဲ့အတူအိမ်ဘောက်စီကျွန်တော်ကိုယ်တိုင်လာပို့ပါမယ်လို့အာမခံပြီးရွာသူရွာသားသူမိတ်ဆွေတွေကိုပြန်ထွက်လိုက်ပါတယ်ညီလေးတို့တပတ်လောက်လေးနေရောကိုမတူဟာအိုးတွေခွက်တွေကိုပြန်ပို့ဖို့သူ့အိမ်ကြီးချင်းတွေစီသွားပါတယ်ဂတိအတိုင်းပါပဲ
ကျေးလက်မှာနေတဲ့တောသူတောင်သားဆိုတာမျိုးပြလူတွေလို့မဟုတ်ပါဘူးနော်ညီလေးတို့အမတန်ရိုးသားပါတယ်ကြောက်မှတ်ကြပါတယ်ဦးညီချင်းနဲ့စိတ်ရင်းစိတ်စေတနာကောင်းလေးရှိပါတယ်အဲ့တော့ဝင်နေပါတယ်ဗျာနော်ကျွန်တော်အိုးတွေခွက်တွေလေစောစောမပို့နိုင်အောင်တောင်းပန်ပါတယ်အခုလိုနှောင့်နေရတဲ့နောက်ွယ်မှာလည်းလေစိတ်ဝင်စားစရာအကြောင်းလေးတစ်ခုတော့ရှိပါတယ်ခင်ဗျားတို့သိချင်ကြလားလို့နော်သူ့အပေါင်းအသင်းမိတ်ဆွေရွာသူရွာသားတွေကိုပြောပါတယ်ဟာသိချင်တော့ဗောဘာကြောင့်များလဲကိုမတူဘာကြောင့်များလဲပြောစမ်းပါအောင်လို့ပြောတော့မှအိမ်ကြီးချင်းတွေအားလုံးရှိမှာကိုမတူကမဆိုင်မတော့ဖြေပါတယ်ဝဲပြီးတော့လေအဲ့ဒီအိုးတွေခွက်တွေကိုကျွန်တော်တူလောင်ခန်းထဲမှာတခါတည်းတိတိကျကျထည့်ထားတာနော်နောက်ရက်တည်းကလည်းကြာလာတော့ဗျာနော်ပစ္စည်းတွေကောက်ပြီးတော့ဒါအဖြစ်ဘသူအိမ်ကဘသူအိုးခွက်ဒါအဖြစ်ဘသူပိုင်ရှင်နေစီကိုကျွန်တော်ပြန်ပြီးပစ္စည်းကောက်ပြီးခင်ဗျားတို့စီပြန်ပို့ဖို့နော်အဲ့ဒီတူလောင်ခန်းတခါလည်းဖွင့်လိုက်တော့လေခင်ဗျားတို့ဘာဖြစ်လဲသိချင်လားအဲ့ဒီအိုးတွေခွက်တွေကလေတချင်းနေဆိုကခုန်နေလိုက်ကြတာနော်ကျွန်တော်လေတော်တော်အော်သွားတာပေါ့ဆိုတော့သူ့ပြောမှာနော်ရွာသူရွာသားတွေကမတူတကယ်ပဲလားယင်တကယ်လားနားထောင်နော်ဒီလိုကခုန်နေတော့ဒီခဏဒီအခန်းထဲကအိုးတွေခွက်တွေကမော်အတက်များရှိသလားနော်မော်ဆိုတာမြည်လေးတို့ပါမကြခဏရှင်းပြဖို့ပါတယ်နော်တာမန်လူလက်လှမ်းမမီတဲ့ဂမ်ဘီယာအတက်ပညာနော်ဖြစ်စေနော်ဒါလည်းသူကကြင့်ကြံထားတဲ့အတွက်ရရှိတဲ့မော်အတက်ပညာနော်အဲ့တော့ဘာမှမဆိုသူစိတ်ကတောင်းတလိုက်ရင်ကောင်းတာတော့လည်းကောင်းဆိုးတာတော့လည်းကောင်းဖြစ်နိုင်တဲ့မော်အတက်ကိုရှိလားလို့တွေးမိပြီးတော့ကျွန်တော်တကားကိုလေချက်ချင်းပြန်ပိတ်လိုက်တာပေါ့ဆိုတော့ကိုမတူပြောပြနေတာကိုမအောင်အိနိုင်နဲ့နောက်ဘာဖြစ်လဲပြောပါဦးကိုမတူရဲ့လို့နော်ရွာသူရွာသားတွေကအတော်စိတ်ဝင်စားနေသူ့စကားမှာတခါတည်းနှစ်မျောကုန်နေတယ်နော်ဘယ်နဲ့အိုးရီခွက်တီဟာတူလောင်ကန်းထဲမှာကခုံလို့ဆိုတာတချင်းကြီးလဲဆိုလို့ဖြစ်နိုင်မလားမီးလေးတို့ကြီးနော်ကဲကိုမတူတကယ်ပဲပြောတာလားနော်သူ့စကားကယုံကြည်စရာကောင်းပါလိမ့်မယ်ကဲ80ဘာတွေဖြစ်မလဲမီးလေးတို့ဘာလို့ဆက်ပြောကြတာပေါ့နော်ကဲမီးလေးတို့ကြီးဘာလို့ပုံပြင်လေးဆက်ပြောလိုက်ကြရအောင်နော်ဘာဖြစ်လဲပြောစမ်းမကိုမတူရဲ့လို့တရားရနော်ဒီအခန်းထဲကမှော်ပညာအကြောင်းကိုသိကျင်နေတဲ့ရွာသားတွေကိုမတူကလည်းပြောပါတယ်တဲ့အေးဒီနေ့မနေ့လေခင်ဗျားတို့ပစ္စည်းတွေထုတ်ဖို့ကျွန်တော်တိုးလောင်ကန်းတကားဖွင့်လိုက်တဲ့အခါလေတခါတည်းတချင်းဆိုတန်းကြီးကာရာခုံတာတွေမြင်ရပြီးတဲ့အပြင်လေခင်ဗျားတို့စီကငှားထားတဲ့အိုးခွက်တစ်ခုစီကလေအိုးခွက်သားသမီးလေးတွေမွေးထားတာတွေ့ရတယ်ဗျာလို့ဆိုတော့ဟာမတရရက်ကနေနောက်ပြန်လဲသွားမတက်ရွာသားတွေကဟာတကယ်အံ့ဩစရာပါလားမတူရဲ့နော်ဆိုပြီးတော့အင်ကြီးနာချင်းနေစီကတပန်းနဲ့ထွက်လာတယ်ဒီတော့လေသူကငှားတဲ့နော်မူရင်းသူရွာသားတွေစီကငှားတဲ့အိုးခွက်ထဲမှာနောက်ခွက်သေးသေးလေးတစ်လုံးစီထည့်ပြီးတော့သူငှားတဲ့ခွက်တိုင်းမှာခွက်ကြီးတိုင်းမှာခွက်သေးသေးလေးတစ်လုံးစီထည့်ပြီးတော့သူ့ပိုင်ရှင်တွေမူလပိုင်ရှင်တွေဆိုပြန်ပြီးတော့ကဲဒီအိုးခွက်တွေကခင်ဗျားတို့ပိုင်တာလीနော်သူတို့သားသမီးတွေကိုလည်းခင်ဗျားတို့ပဲပိုင်ရမှာပေါ့ရော့ဒီမှာယူကြပါဆိုတော့အိမ်နီးနားချင်းတွေကနော်သူတို့ငှားလိုက်တဲ့အိုးခွက်တွေအပြင်အပိုအိုးအသေးသေးလေးတွေတစ်ခွက်စီရကြတဲ့အတွက်လေအိုးသိဝင်တာသွားတာပဲတဲ့နော်အေးလာပေါင်းတော်တော်ကြာတဲ့အခါမှာကိုမတူအလှူထပ်ပေးပြန်ပါလေစွန့်ကြွေးဖို့အတွက်လေရှေ့ရခင်နှစ်ကအကြိုက်မယ်ပစ္စည်းတွေဝယ်ပါတယ်ဒီတစ်ခါအရင်ကျွေးမွေးပွဲတဲ့နော်လူတွေအများကြီးပို့ဖိတ်ထားတယ်ဒါကြောင့်မလို့အိုးခွက်တွေကလည်းအများကြီးပို့ပြီးလိုပြီပေါ့နော်ဒါနဲ့ပဲထုံစံအတိုင်းအိမ်နီးနားချင်းတွေစီကအိုးခွက်တွေငှားတော့အိမ်နီးနားချင်းတွေကလည်းသူတောင်းသမျှအားလုံးကိုနော်လွယ်ကူကူပဲငှားလိုက်ကြပါတယ်ဟုတ်ပြီစွန့်ကြွေးပွဲကြီးလဲပထမနှစ်ကသူ့မွေးနေ့စွန့်ကြွေးအလှူပွဲကြီးအတိုင်းချောမောအောင်မြင်ပြီးသွားပါပြီနော်အိုးတမလွန်ဘဝရောက်နေရှာတဲ့ကိုမတူအမေလဲနော်ဝင်းသားနေမှာသူ့သားရဲ့နော်ရက်ရောစေတနာထက်သန်ပုံကိုကြည့်ပြီးတော့တခါတည်းဖုန်းကြီးကမတူမင်းမိခင်ကြီးအတွက်လဲညတောင်းပြီသူတိတ်ဝင်းသားအားရနဲ့တာတို့ခေါ်မှအသေးအချာလို့မိန့်ကြပါလေစွန့်ကြွေးပွဲလဲပြီးရောမတူကဒီအိုးခွက်ဒီအားလုံးကိုမီးတစ်ကောင်ပေါ်မှာတင်ပြီးတော့မြို့ဈေးစီကိုသဲသွားပါလေဘာလို့လဲမိလေးတို့ဒီအိုးခွက်တွေကိုသူဈေးသွားတယ်ဆိုတော့ရောင်းတာပေါ့မိလေးတို့နော်ဝီဒီအများကြီးရလာတော့သူဝင်းသားအားရပါပဲအိမ်ပြန်လာတယ်ဒီတစ်ခါတော့သူအိမ်နီးနားချင်းတွေကလည်းချက်ချင်းပြန်မတောင်းပါဘူးနော်ဒီလိုနဲ့တလကြော်သွားလဲပြီးရောတနေ့မှာတော့အိမ်ကြီးချင်းတွေကလာပါလေကိုမတူရေခင်ဗျားတို့ကျွန်တော်တို့ငှားထားတဲ့အိုးတွေခွက်တွေပြန်ပေးရမယ်နော်ဟုတ်တယ်မလားနော်ဆိုတော့ဘယ်လိုခင်ဗျားတို့ပြန်ပေးရမယ်ကျွန်တော်ဘယ်လိုပေးနိုင်မှာလဲကြည့်လေကျွန်တော်မှအိုးတွေခွက်တွေတလုံးမှမရှိတော့ဘူးဆိုတော့ကပြက်ပဲကိုမတူကပြောတော့ဘယ်လိုပြောလိုက်တာလဲခင်ဗျားဆွန့်ကြွေးပွဲအတွက်ကျွန်တော်တို့စီကအိုးတွေခက်တွေငှားသွားတယ်လေတော့ဒါမကြည့်ကြပါနဲ့ဗျာနော်ခင်ဗျားတို့စီကငှားတာကျွန်တော်မငင်းပါဘူးနော်ခင်ဗျားတို့အိုးခွက်တွေကိုကျွန်တော်ဆွန့်ကြွေးပွဲအတွက်ငှားခဲ့တာအမှန်ပဲနော်ဒါပေမဲ့ဆွန့်ကြွေးပွဲပြီးလဲပြီးရောကျွန်တော်အရင်တစ်ခါလိုပါပဲခင်ဗျားတို့ပြတယ်လေကျွန်တော်တုံလောင်ကန်းထဲမှာရှိသမျှအိုးခွက်တွေအကုန်သိမ်းထားလိုက်တာပေါ့နော်ဒါပေမဲ့ကဲတနေ့တော့ငါပစ္စည်းရှင်တွေကိုပြန်ပေးမှာပဲဆိုဒီတိုးလောင်ကန်းလေးဖွင့်ကြည့်လိုက်ပေါ့အိုးတွေခွက်တွေတလုံးမှမရှိတော့ဘူးဗျာနော်မထူးဆန်းပေဘူးလားဒါနဲ့ကျွန်တော်လဲသူတို့ဘယ်လိုများဖြစ်သွားကြတာပါလဲတွေးကြည့်ပြီးတော့စီတွေးတော့မှရေးပေါ်လာနော်လက်ဆက်တတ်တော့ဒီခွက်တွေအားလုံးသေးကုန်တာဗျနော်ကျွန်တော်တိုးလောင်ကန်းမှာအိုးတွေခွက်တွေဟာတခါတည်းသားသမီးလေးတွေလဲမွေးဖွားအောင်လုပ်ပေးနိုင်ရင်သူတို့သေဖို့လည်းဖြစ်နေတာပေါ့မဟုတ်ဘူးလားလို့နော်ကိုမူတူကပြောတဲ့အခါမှာအင်းချင်းတွေကကောင်းခင်းရခဲကောင်းခါရခဲနဲ့နော်ဘာမှမပြောနိုင်နေနဲ့နော်ကဲအိုးတွေခွက်တွေကဘလို့လုပ်ပြီးသေမှလဲမူတူရဲ့စင်းဆာလဲပြောစမ်းပါလို့နော်သူတို့ထဲကတယောက်ကပြောတော့ကဲခင်ဗျားတို့ယုံချင်းယုံမယုံချင်းနေ
အိုးတွေကခလေးမွေးနိုင်တယ်လို့သေလဲသေနိုင်တာပဲလူတွေလိုပေါ့ဗျာလို့ကိုမတူကခက်ဖြတ်ပဲတင်းတင်းမာမာညင်းနေပါလေ။အိုးနောက်ဆုံးတော့တို့ဥခွက်ဒီကောင်ဘယ်လို့မှပြန်ပေးတော့မှာမဟုတ်လားငါတို့တရားဆွဲမယ်ဆိုပြီးတော့တရွာလုံးနဲ့လူတယောက်တည်းတရားရင်ဆိုင်ရပါပြီတဲ့နော်ဒီလေးတို့ရေအဲ့တော့တရားသူကြီးကမေးတယ်နော်မောင်မင်းကိုအိမ်ကြီးချင်းတွေကသူတို့လိန်ရတယ်စွန်ကြွေးပွဲအတွက်သူတို့အိုးခွက်တွေကိုမောင်မင်းငှားပြီးတော့ပြန်ပေးဖို့ညှင်းဆိုတယ်လို့ပြောတယ်မောင်မင်းဒီအိုးခွက်တွေရောင်းစားဖြစ်တယ်လို့လည်းပြောတယ်အဲ့တော့မင်းဘာပြောစရာရှိလဲလို့မေးတော့တရားသူကြီးမင်းခင်ဗျာနော်ကိုမူတူကတီတီပဲနော်သူတို့စီကအိုးခွက်တွေငှားခဲ့တာလည်းမှန်ပါတယ်ဒါပေမဲ့သူတို့ကိုကျွန်တော်လိန်တာမဟုတ်ပါဘူးနော်ကျွန်တော်မှလည်းအပြစ်မရှိပါဘူးတကယ်တော့ကျွန်တော်ပစ္စည်းတူလောင်ကန်းဟာမော်တကူရှိပါတယ်နော်ကျွန်တော်ရဲ့ညင်းဆိုမှုရုပ်တိရှိအောင်နော်စောစောပိုင်းကဖြစ်ပျက်ခဲ့တဲ့အချင်းအရာတခုကျွန်တော်တင်လျှောက်ပါမယ်ခွင့်ပြုပါလို့တရားသူကြီးမင်းကိုပြောတော့အေးခွင့်ပြုတယ်ကဲစောစောပိုင်းကအဖြစ်ပျက်ဆိုတာမောင်မင်းဘာလဲပြောစမ်းကြွယ်ရဲဆိုတော့ကျွန်တော်စောစောပိုင်းကလေအိမ်နီးနားချင်းတွေစီကအိုးခွက်တွေငှားခဲ့ပူပါတယ်အဲ့ဒီအချိန်တုန်းကလေဒီအိုးခွက်တွေကိုဒီတူလောင်ကန်းထဲမှာပါပဲကျွန်တော်ထည့်ထားတယ်တပတ်ချော်လောက်ရှိတော့ကျွန်တော်တကားခန်းစတိုခန်းတကားလည်းဖွင့်လိုက်ပေါ့အိုးခွက်တွေကအိုးခွက်သားသမီးလေးတွေမွေးဖွားထားတာကျွန်တော်တွေ့ရတာပဲတရားသူကြီးမင်းဒါနဲ့ကျွန်တော်လည်းလေဒီပိုင်ရှင်တွေကိုဒီအိုးခွက်ကလေးလေးတွေနဲ့အတူတူသူတို့ပိုင်တဲ့နာပေါ့နော်သူတို့ကအိုးခွက်ပိုင်ရှင်ဆိုတော့ဒီအိုးခွက်ကမွေးတဲ့အိုးခွက်သားသမီးလေးတွေလည်းရောယူပြားဆိုကျွန်တော်အားလုံးကိုပစ္စည်းပိုင်ရှင်စီအရောက်သားသမီးခွက်ကလေးတွေနဲ့အတူဝေငှခဲ့တာမှန်လားမမှန်လားတရားသူကြီးမင်းရွာသူရွာသားတွေကိုသာမေးကြည့်ပါတော့လို့ပြောတော့ကဲတရားသူကြီးကလေဟုတ်သလားမူတူပြောတာဟုတ်သလားဒီအကြောင်းနဲ့ပတ်သက်လို့မင်းတို့ဘာပြောစရာရှိသလဲဆိုတော့လေသူပြောတာမှန်ပါတယ်တရားသူကြီးမင်းကျွန်တော်တို့တွေစီကငှားသွားတဲ့အိုးခွက်တွေနဲ့အတူအိုးခွက်အပိုးသေးသေးတစ်ခုစီထပ်ပေးခဲ့ပါတယ်ကောင်းပြီအဲ့တော့မောင်မင်းရှောက်လှဲချက်ကိုဆက်ပြီးပြောစမ်းဆိုတော့တရားသူကြီးမင်းခင်ဗျာနော်မူတူကအတီးပဲသားတို့နော်အဲ့တော့အရင်တစ်ခေါက်ကခွက်ကလေးတွေအပိုရတဲ့အတွက်အင်္ဂလိပ်ချင်းတွေသိဝင်သားကြပါလေနော်သားသမီးလေးတွေမွေးဖွားတဲ့အခန်းနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်လားမဖြစ်နိုင်လားလို့တရားမှကျွန်တော်စောတကလည်းမတက်ပါဘူးဘယ်ယူဒီဇိုင်လည်းမေးပေါ်မရပါဘူးနော်ဒါပေမဲ့ဒီတစ်ခါကျွန်တော်စတိုကန်းကမော်တက်ပညာအိုးခွက်တွေအားလုံးကိုပတ်ပစ်လိုက်တဲ့အတွက်အိုးခွက်တွေလည်းပျောက်ကုန်ပါပြီနော်မရှိကြတော့ပါဘူးအဲ့တော့တရားသူကြီးမင်းခင်ဗျာအိုးခွက်တွေမွေးဖွားတာကိုရွာသူရွာသားတွေလက်ခံနိုင်ရင်သေကုန်နေဆိုတာကိုလေသူတို့လက်ခံနိုင်ရမှာအမှန်ပဲဖြစ်ပါတယ်လို့ကျွန်တော်ရှောက်လဲလို့ပါတယ်လို့နော်သူကခတ်တီတီနဲ့ပြောတဲ့အခါတရားသူကြီးမင်းကလည်းနာကြားပြီးတော့မူတူပြောတာမှန်ပေသားပဲနော်ဒါကြောင့်အမှုကိုအဆုံးသတ်ပြီးတော့မူတူကိုလည်းလိန်တယ်မှုကနေလူငင်းချမ်းသာခွင့်ပေးလိုက်ပါလေကဲအောင်နိုင်သူဖြစ်နေနော်ယုံတော်ဘဝကနေဝင်ကြွားဆင်းလာတဲ့ကိုမူတူကိုသူ့အိမ်နီးနားချင်းတွေကတော့နော်စိတ်လည်းမကောင်းရှက်လည်းရှက်ကြပေါ့နော်အဲ့တော့တယောက်ကတော့သူ့အဖေကိုပြောလိုက်တယ်သူ့မူတူကိုမင်းတို့တရွာလုံးကအယူလို့နော်ပြောတယ်နော်အယူမူတူလို့လည်းခေါ်တယ်နော်အေးဒါပေမဲ့တို့အားလုံးကိုအယူလို့သူတက်တည်ပြလိုက်တာနော်ပညာပါတယ်လေနော်အဲ့ဒါပေါ့ကွာအယူကတပူသားတယ်ဆိုတာလို့အချက်ချပါလေနော်ညီလေးတို့အတွက်ပြောင်းလဲပါနော်သင်ခန်းစာတွေပေးတဲ့ပုံလေးကြီးပြောတဲ့ကွာနော်ဘာဖြစ်လဲဘာလေးတော့မှတ်လိုက်အောင်ဆိုတာဒီကောင်းနေရဖဲထုတ်ပြီးတော့ဒီတစ်ပတ်တော့ဖွာညီလေးတို့စိတ်ပျော်ရွှင်စေဖို့အတွက်နော်ကိုမူတူဆိုတဲ့လူတစ်ယောက်အုံနှောက်ကိုပညာသားပါနဲ့နော်တုံးသွားတာကောင်းသလားဒီလိုအလုပ်မျိုးအတုခိုးဖို့ကွာမတိုက်တွန်းပါဘူးသို့တော့ညီလေးတို့ရေလူအုံနှောက်နော်ဖွာအမြဲပြောပါတယ်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့32ခွက်တာအခုအတန်ဆုံးအုံနှောက်တဘာဝတရားကြီးอ่ะနော်လူတိုင်းကိုအညီအမျှသူ့ခေါင်းနဲ့တင့်တော်တယ်နည်းနည်းလေးစံချီတစ်ထောက်လည်းမပူစံချီတစ်ထောက်လည်း6မနေဘူးနော်အစံ6နဲ့လို့ပြောရင်ဒီလူကအုံနှောက်နဲ့သူ့ခေါင်းနဲ့အာဝင်ခွင့်ကြမဖြစ်ဘူးလို့ပြောတာနော်အဲ့တော့ဒီအုံနှောက်ကိုဘယ်နေရာမှာမဆိုပညာသားပါနော်ဉာဏ်ပါနဲ့မိလေးတို့တွားတုံးတတ်ပါစေနော်ခေါင်းကိုမထိခိုက်မိပါစေနဲ့မိဘများလည်းသားသမီးများကိုရိုက်နေတဲ့အခါတချို့ခေါင်းကိုလွှဲရိုက်တာရှိပါတယ်အဖွာအမတန်ရင်နာပါတယ်နော်ရိုက်ပါတင်ပါတို့လက်မောင်းလေးတို့နော်ရိုက်တယ်ဆိုတာကိုလည်းအဖွာအားမပေးပါဘူးနော်ခေါင်းကိုမထိခိုက်အောင်အမီလေးတို့နော်အိုးပိုင်းစင်ညာနဲ့ကစားတဲ့အခါဖြစ်အခုခေတ်နော်ဘောလုံးပွဲတွေခေတ်စားတော့အမီလေးတွေကြိုက်မယ်မကြိုက်ဘူးတော့မသိဘူးပြောရအောင်ခေါင်းတိုက်ကြနော်ဘောလုံးဟာအချိန်နဲ့လာတာပြင်းဒီဘောလုံးခေါင်းနဲ့ထိုးတိုက်ဟာတိတ်တော်တာပဲရဲကောင်းမယ်ခဏတော့မတိုက်ပါနဲ့မြည်တို့ရဲ့နော်ခေါင်းကိုမထိခိုက်မိပါစေနဲ့ဘာဖြစ်လို့လဲလူခန္ဓာတစ်ခုလုံးမှာ32ခုတာအစိတ်ပိုင်းနေမှာအဖို့အတန်ဆုံးအုံနှောက်နော်တခါတည်းဘေးအန္တရာယ်ကင်းရှင်းနဲ့နော်အလိုရှိတဲ့အခါတိုင်းလွှာပြီးသုံးနိုင်အောင်တွေးတောနိုင်အောင်အမှားအမှန်ဆုံးဖြတ်နိုင်အောင်ဒီအုံနှောက်ကလေးကိုတော့ဖြင့်တရုတ်တရားနဲ့ညီလေးတို့ထားစီချင်ပါတယ်လို့အဖတိုက်တွန်းရတဲ့ဒီပုံတင်လေးကိုဒီကုန်းချုပ်လိုက်ပါတယ်